မိုင်းဝဲမဟာရွှေသိမ်းတော်မြတ်စွာဘုရားရင်ပြင်းတော်စီမှာကုသိုလ်ယူစုတောင်းဖို့လာရောက်ကြသူပေါင်းဗျာတရားဘူးရင်နဲ့ကန်တော်ပွဲပြီးလူဖို့ရစိတ်တိုင်းကြဖြစ်စေမဲ့ဆိုင်ကောင်းလေးခုရှိတာပန်းစီမီအမွေနံတာတဲ့ဆုံးလေးမပြတ်ကွယ်ရအောင်အစင်တင်ွယ်လို့ဆောင်ချိုနေတာကံကောင်းချမ်းသာအောင်ပြန်တော့ပွဲဆိုင်မှာတရားဘူးကြီးစင်တိုင်းစိတ်ချမ်းမြေဖို့ရတန်ရှင်တန်ရလက်စတင်လေတာကံတော့ပွဲမျိုးမျိုးစိတ်တိုင်းကြရွေးချေကလူတိုင်းစိတ်ချီနူးစေရမှာကံကောင်းချမ်းသာအောင်ဆိုင်ကိုတတိယလိုက်ပါကိုယ်လေးတစ်ချက်ဆက်ယုံနဲ့မျက်စုံစီစဉ်ပေးတာတုံညာကိုခုနှစ်6တုံညာကိုသာနောက်ထပ်တစ်လုံးလဲရှိသေးတယ်ဗျာတုံညာကိုလေးရှစ်မင်္ဂကိုဆက်သွယ်လိုက်ပါမဟာရွှေသိမ်းတော်ဗျာဝဲတွေ့မှလိုက်လဲစောင့်ကြိုနေတာကိုစိတ်နှပြကန်ကောင်းချမ်းသာအောင်